ကလေးရဖို့နှစ်ပေါင်းများစွာစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့ကိုတက်နယ်မှတ်နီလာတို့လင်မယားဟာမြို့ပြင်ကနာမည်ကြီးစီတီဟုတ်ဆေးရုံကိုအားကိုးတကြီးရောက်လာခဲ့ကြပါတယ်။အဲ့ဒီမှာသူတို့ကိုကြိုဆိုလိုက်တာကတော့နာမည်ကြီးဆရာဝန်မကြီးပါ။ဆရာဝန်မကြီးကတော့သူတို့ရဲ့အားနည်းချက်ကိုအသုံးချပြီးသူတို့ဆေးရုံရဲ့နည်းပညာဟာကလေးရဖို့အောင်မြင်မှုနှုန်းအမြင့်ဆုံးဆိုတဲ့စကားလုံးတွေနဲ့ယုံကြည်အောင်တင်သွင်းခဲ့ပါတယ်။ကိုတက်ကလည်းသူ့ရင်သွေးလေးအတွက်ဆိုပြီးဆရာဝန်မကြီးတောင်းတမျှငွေတွေကိုပုံပေးခဲ့ပါတယ်။အချိန်တွေကုန်လွန်သွားပြီးနောက်အဲ့ဒီဆေးရုံနဲ့ပတ်သက်ခဲ့တဲ့သူတွေကားမောက်တည်ဆုံးသွားတဲ့အခါမှာတော့စုံထောက်ဦးမင်းမောင်ဟာ CCTV ဌာနကိုရောက်လာခဲ့ပါတယ်။သူသိချင်တာကကားမမောက်ခင်မှာဘာတွေဖြစ်ခဲ့လဲဆိုတာပါပဲ။ဦးမင်းမောင် CCTV ကိုတေချာပြန်စစ်လိုက်တဲ့အခါမှာအခင်းဖြစ်ပွားတဲ့ညကဆေးရုံကနေထွက်ခွာသွားတဲ့ဆေးရုံပိုင်ကားတစ်စီးကိုတွေ့လိုက်ရပါတယ်။ထူးဆန်းတာကအဲ့ဒီဆေးရုံကားရဲ့အနောက်မှာစိုက်ကားတစ်စီးကလည်းကက်လျက်ပါနေတာပါ။ဒါဟာဆေးရုံထဲကနေတခုခုကိုလှုပ်ဝက်တယ်ထုတ်သွားလားဆိုတာသူကတန်တရားဝင်နေပါတယ်။စစ်ဆေးချက်တွေအရဒီကားဟာစီတီဟုတ်ဆေးရုံပိုင်ကားဖြစ်နေတာကြောင့်ဒီအမှုမှာဆေးရုံကတိုက်ရိုက်ပတ်သက်နေပြီဆိုတာဦးမင်းမောင်အတည်ပြုနိုင်ခဲ့ပါတယ်။အဲ့ဒီလိုအလုပ်တွေရှုပ်နေတော့မှပဲသူ့ချစ်သူဆရာဝန်မစီကဖုံးဝင်လာပါတယ်။သူမကစားတောက်ဆိုင်မှာတွေ့ဖို့ချိန်လိုက်ပါတယ်။ဦးမင်းမောင်ကအမှုကိစ္စတွေကိုခဏဘေးဖယ်ထားပြီးသူမစီသွားခဲ့ပါတယ်။စုံထောက်တယောက်ရဲ့အေးဆက်ဆက်အမှုရာတွေဟာသူမရှိမှာတော့နူးညံ့တဲ့အချစ်တွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီစားတောက်ဆိုင်လေးမှာပဲဦးမင်းမောင်ဟာသူမကိုလက်ထပ်ခွင့်တောင်းလိုက်ပြီးသူတို့နှစ်ယောက်ရဲ့အနာဂတ်အတွက်ဂတိတစ်ခုတိစောက်ခဲ့ပါတယ်။ဒါပေမဲ့ဒီလက်ထပ်ခွင့်ဟာသူတို့နှစ်ယောက်အတွက်ပျော်ရွှင်စရာအစပြုခြင်းလားဒါမှမဟုတ်နာကျင်စရာအချိုးအကွေးတစ်ခုလားဘာလို့လဲဆိုတော့ဦးမင်းမောင်လက်ထပ်ခွင့်တောင်းလိုက်တဲ့အမျိုးသမီးဟာသူအဓိကတန်တရားဝင်နေတဲ့ဆေးရုံကဆရာဝန်မတစ်ယောက်ဖြစ်နေလို့ပါပဲ။